မင်္ဂလာပါဒီနေ့တင်ဆက်ပေးတဲ့စကားလေးကတော့အိမ်မှာခိုင်းစေဖို့အတွက်ဝယ်လိုက်မိတဲ့စက်ရုပ်ကနှစ်ဖက်ချုံထင်နေလို့ပိုင်ရှင်လင်မယားနှစ်ယောက်လုံးပြန်ခံလိုက်ရတဲ့ live ဆိုတဲ့စကားဖြစ်ပါတယ်ဂျိမ်းနဲ့ကလဲလို့ခေါ်တဲ့အိမ်တောင်တဲ့စုံတွဲဟာကုံစုံကြီးကလုံးရှည်မှာရက်နေရင်စိုးရင်ပူပန်းနေတဲ့မိန်းမဖြစ်သူရဲ့စိတ်ကိုချစ်တဲ့စိတ်ကြောင့်ပဲဆိုဖြစ်စေခြင်းတဲ့အတိုင်းကုံစုံကြီးကိုအိမ်ထဲပို့ပြီးအနားယူနေတော့ဂျိမ်းရဲ့အဖေဆုံးသွားတဲ့သတင်းကိုကြားလိုက်ရလို့သူတို့နှစ်ယောက်ရဲ့ဘဝကြီးလဲအပြောင်းလဲတွေဆက်ဖြစ်သွားခဲ့တယ်။သူသေးသားတစ်ယောက်ဖြစ်တဲ့ဂျိမ်းလဲများပြားလာတဲ့အမွေတွေကိုဆက်ခံဖို့ကြီးမားခမ်းနားတဲ့အင်ကြီးစီကိုလင်မယားနှစ်ယောက်ပြောင်းရွှေ့လာရတော့ပစ္စည်းတွေမမှတ်တမ်းနိုင်အောင်ဖြစ်နေတယ်။ကလဲအတွက်တို့စိတ်နှောင့်ယှက်ထင်နေကြရတယ်။ဂျိမ်းအလုပ်သွားနေတဲ့အချိန်မှာအိမ်တုံးလောက်သားနေရဲ့ဂယုဆိုင်မှုကိုခံနေရပေမဲ့ကလဲရဲ့အစီထဲမှာတော့လူချင်းချင်းကျွန်းဆက်သွယ်နေတယ်လို့ခံစားရပြီးနောက်ဆုံးမှာသူတို့ရဲ့ကိုယ်ပိုင်ဘဝလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်တယ်။တကယ်တမ်းမှာတော့ကြီးကျယ်ခံထားတဲ့အင်ကြီးကိုထိမ့်သိမ်းဆောင်ရှောက်ထိုးအတွက်လင်မယားနှစ်ယောက်တည်းမလုံလောက်တော့အလုပ်တစ်ဖက်နဲ့အတွက်လည်းစိတ်နှောက်ယှက်တွေထစ်နေကြရတယ်။ဂျိမ်းလည်းသူ့ရဲ့ look for ကိုင်းဘတ်တစ်ယောက်စီမှာအခက်အခဲတွေကိုပြောပြလိုက်မှပတ်စံတွေအရန်ချမ်းသာနေသူလိုလူတစ်ယောက်အတွက်ဖြည့်ရှင်းစရာနီးလန်းတွေအများကြီးရှိကြောင်းအကြံဉာဏ်ပေးလိုက်တယ်။လူချင်းချင်းခိုက်စေခြင်းကင်းဝေးခြင်းနေတဲ့မိမထုသူအတွက်နီးပညာပါဝါတွေကိုအသုံးချပြီးသူတို့လင်မယားညှို့ရဲ့အခက်အခဲတွေကိုဖြည့်ရှင်းပေးနိုင်မယ့်နေရာတစ်ခုစီကိုထွက်လာခဲ့လိုက်ကြတယ်။ဂျူလီယန်နဲ့တွေ့တော့လူတစ်ယောက်မှရှိတင်ရှိထိုက်တဲ့ပစ္စည်းတွေအကုန်ပါပြီးလူတစ်ယောက်နေနဲ့အသိဉာဏ်တွေနဲ့ခက်ချောချောစက်ရုံမဲလေးအကြောင်းကိုသိလိုက်ရတယ်။ဆိုတော့မိမလိုတဘာဝစိတ်ရှုပ်နေတောင်သူ့ယောက်ျားကိုစိတ်မချလို့အမျိုးသားပုံစံတွေတဲကထပ်မှန်တော့တခင်တွေရဲ့ခိုင်းစေချက်အတိုင်းဖနတ်ကိုရှာပေးနေတဲ့စက်ရုပ်ကောင်ဟင်ရီကိုစိတ်ဝင်စားသွားခဲ့ကြတယ်။ဟင်ရီကိုထိမ့်သိမ်းဆောင်ရှောက်ရမယ့်နီးလန်းတွေတင်ယူပြီးအိမ်ခေါ်လာတဲ့အချိန်မှာလူယောက်ျားတစ်ယောက်နဲ့ထက်တူပင်နေလို့ခိုက်ယုံပြူရတာတွေကကလေးအထွတ်ကြောက်စရာကောင်းနေခဲ့တယ်။ကလေးကအဝတ်လျော့ရုပ်တစ်ခုလိုပဲသဘောထားခိုင်းလိုက်ပေမဲ့ရေချိုးပြီးပြန်ထွက်လာတဲ့ကလေးကိုကြည့်နေတော့စိတ်ရောက်တာပြောပေမဲ့နားမလဲမျက်နာကြီးနဲ့မော့လို့ချက်ချင်းပါဝါထုတ်ပြလိုက်ရတယ်။ဂျိန်းကိုလမ်းတိုင်တော့လဲစိတ်ရောက်ကောင်ကသူ့မိန်းမရဲ့အလှတရားတွေကိုခံမှန်းလောက်ပါဘူးဆိုတဲ့စိတ်နဲ့ပြေပြည့်စွာအကြောင်းပြောရင်းအားသွင်းတဲ့နေရာမှာတွားထားခိုင်းလိုက်တယ်။အလုတ်ကစိတ်ဖိစီးမှုတွေနဲ့မိန်းမဖြစ်သူရဲ့ပြဿနာတွေကြားမှာခေါင်းကိုက်နေရတဲ့ဂျိန်းရဲဟင်နရီကိုခေါ်ပြီးဘီယာကပ်ပေါ်ရင်းသူ့ရဲ့ပြဿနာတွေကိုရင်ဖွင့်လိုက်ရလို့တော်တော်လေးသဘောကျသွားခဲ့တယ်။အိမ်ထဲမှာပြင်းရင်ငင်းငွေနေရဲ့ကလေးကလည်းစိတ်ရုပ်တကောင်နဲ့နေသားကြဟုတဖြည်းဖြည်းစူးစမ်းယူနေရတယ်လို့ဂျိန်းကလည်းသူမကျွမ်းကျင်သေးတဲ့အဖေဖြစ်သူရဲ့လုပ်ငန်းတွေကိုလေ့လာသိမ်းယူနေရရတယ်။ကလဲလဲဘာထက်ခိုင်လို့ခန်းဟာမှမသိတဲ့ဟန်နရီကိုစာအုပ်လေးပေးဖတ်ပြီးပြန်ဆွေးနွေးကြည့်တဲ့အချိန်မှာလူသားတယောက်လိုမျိုးခံစားချက်တွေနဲ့အစားအသောက်တွေကိုစုံစမ်းနိုင်တဲ့စက်ရုပ်တကောင်ဖြစ်ကြောင်းသိလိုက်ရတယ်။ဧည့်သည်တွေကိုထမင်းဖိတ်ကျွေးတဲ့အချိန်မှာတော့ပြင်ဆင်ချက်ပြုတ်ကျွေးနေတဲ့ဟန်နရီအကြောင်းကိုပဲစိတ်ဝင်စားနေကြလို့သူနဲ့ပတ်သက်ပြီးသိထားသလောက်ပြန်လည်မျှဝေပေးလိုက်တယ်။တခါတလေမှာကလဲဆိုတာကိုတော့မိသွားရောက်တဲ့အထိပြည့်စုံကြောင်ပြောလာတော့မျက်နှာပြတ်သွားတဲ့ဂျိန်းလဲအရှိကိုမြင်အောင်ကြည့်တတ်တဲ့စိတ်လေးပြန်ပေါ်ထားလိုက်တယ်။ချစ်ချင်းမြတ်တာနဲ့ရဲဘောစိတ်ကွာခြားချက်ကိုဟန်နရီရဲ့အမြင်နဲ့ရှင်းပြခိုင်းလိုက်တော့သူ့ကိုဖတ်ခိုင်းထားတဲ့စာအုပ်ထဲကဇက်ကောင်တွေရဲ့ခံစားချက်တွေနဲ့ပြန်ပြီးဆွေးနွေးပြလိုက်တယ်။လူသားတယောက်ချစ်တဲ့ဂျိန်းရဲ့အမြင်နဲ့ဟန်နရီဂျားကကွာခြားချက်တွေကိုကလဲလဲသိလိုက်ရတဲ့အခါစိတ်ဆိုတာကိုတောင်ဖန်တီးယူလို့ရကြောင်းသိလိုက်ရတယ်။ကလေးအိယာကနိုးလာတဲ့အချိန်မှာရေချမ်းတော့မပါဘဲအိမ်တွင်းမှာဟင်ရီကိုတွေ့လိုက်ရလို့အနားသွားမေးကြည့်တဲ့အခါလူသားဆန်ဆန်အိမ်မက်မက်နေကြောင်းတွေ့လိုက်ရတယ်။အိမ်ထဲပြင်ခေါ်လာတဲ့အချိန်ထောင်ထောင်တက်တက်စက်ရုပ်ခန္ဓာကိုယ်ကြီးကိုကင်ပြီးတာယာချင်းနေတော့ဂျိမ်းထော်လာလို့ဖြေကြောင်ပြီးရှင်းပြရင်းဂျူလီယန်ကိုအကြောင်းကြားထားလိုက်ကြတယ်။တာမန်ချူရင်ကျက်လီထစ်လို့စိတ်ပူစရာမလိုကြောင်နဲ့တခင်တွေစိတ်ကျေနပ်အောင်အိမ်မက်အကြောင်းလေးရှောက်ပြောနေတဲ့ဟင်ရီကိုစိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတင်းရိုက်မသွင်းစေဟုတတိပေးခဲ့တယ်။ဆိုပြီးဆက်ဆံပေးနေလို့သူ့ရဲ့စက်ရုပ်ဒီလိုခိရတာမှာဆိုပြီးပြဿနာရှာနေတဲ့အချိန်ကလေးကိုယ်တိုင်လည်းရေချိုးချိန်မှာရောက်လာတယ်။ဟင်ရီကိုတက်ရှိတယောက်လိုမထင်ဘူးဆိုတဲ့အထင်ပြောင်းအောင်တတိထားနေခဲ့ရတယ်။အလုပ်တွေကလည်းအဆင်မပြေသလိုအိမ်တော်ကြီးကလည်းစက်ရုပ်တကောင်ရုပ်လာမှကမောက်ကမဖြစ်နေလို့ကလဲနဲ့ပြန်အဆင်ပြေအောင်စူးစမ်းကြည့်လိုက်ပြီးမြင်စိတ်မပါသေးလို့ဆိုပြီးအငင်းခံလိုက်ရတယ်။အိမ်မက်ထဲမှာတော့ဟန်နရီနဲ့ထားရနေလို့ဘေးကယောက်ျားဖြစ်သူအတင်းတို့နိုးလာပြီးမိုးမဲ့ကုန်းတွေလက်ရှိဘဝကြီးတွေက
ရုံးထွက်ချင်းနီကြောင်မျက်ရည်ကျစိတ်တွေနဲ့ပြောပြလိုက်တယ်။ဂျိမ်းအလုပ်သွားနေတဲ့အချိန်မှာအိမ်မက်တွေကိုအကောင့်အထက်ဖော်ချင်နေတဲ့ကလေးလဲအခန်းတကားလေးကိုအသာဖွင့်ပြီးအမှန်ကန်ကိုပြလိုက်ပေမဲ့ဟန်နရီကတော့ဂယူးမဆိုင်ပဲသူလှုပ်ရှားရှိတာစီဇန်လုပ်နေခဲ့တယ်။ရေကူးကန်ပေးမှထိုင်ပြီးဟန်နရီနဲ့တာယာကြည်နိုးနေတဲ့မိမဖြစ်သူကိုဂျိမ်းလည်းကြည့်မနေရတော့လို့ဂျူလီယန်နဲ့တွားတွေ့ပြီးသူစိတ်ရုပ်ကကျူးကျော်လုပ်နေကြောင်းတိုင်ပစ်လိုက်တယ်။ဂျူလီယန်ကတော့လက်မခံပဲသူ့ရဲ့စိတ်ရုပ်တွေကမှန်းတကြလို့ဆက်ဆံတဲ့ကောင်မျိုးတွေထစ်လို့ကလေးရဲ့လူရင်းဆန္ဒတွေကြောင့်ဒါဟန်နရီကပြန်လဲဖြည့်ဆည်းနေကြောင်းရှင်းပြလိုက်တယ်။ဂျိမ်းကိုလည်းသူ့ရဲ့အိမ်တော်ဖက်ပေါ်မှာပြက်ကွက်နေတဲ့တာဝန်ဝတ္တရားတွေကိုပြန်လဲဆန်းစစ်ပြီးကလေးနဲ့ညှိနှိုင်းကြည့်ဖို့အကြံပေးလိုက်တယ်။ဟန်နရီကိုခေါ်ပြီးသူ့မိန်းမနဲ့ဖြစ်အောင်လိုက်နေရတာဖြစ်လို့အမှန်တကယ်ပြောင်းလဲရမှာကဂျိမ်းကိုယ်တိုင်ဖြစ်နေကြောင်းပြန်ထောက်ပြလိုက်တယ်။ဟန်နရီကိုပြောမရတော့သူ့မိန်းမပဲလှဲ့လာလို့စိတ်ရုပ်တကောင်နဲ့တင်ပြန်ရလာဆိုပြီးအိမ်အပေါ်ကဆင်းသွားတော့မကျေနပ်ချက်တွေအားလုံးကိုရေပေါ်လုံးမှာပဲပုံချထားလိုက်တော့တယ်။စိတ်ရုပ်တကောင်နဲ့မရားပြောင်နေရတဲ့ဘဝရောက်သွားလို့ဟန်နရီအပေါ်မှာအနိုင်လိုချင်တဲ့စီကြောင့်သူခိုင်းသမျှလှုပ်ပေးရမယ်ကောင်ပဲဆိုပြီးရေချိုးခန်းထဲမှာငှက်ပြောသီးကြွေလွတ်လိုက်တယ်။တစ်ဖက်ကအလုပ်တွေလည်းပြန်အဆင်ပြေလာလို့အိမ်ပြန်ရောက်နေတဲ့ဂျိမ်းကပျော်စရာကောင်းတဲ့အချိန်တွေပြန်လဲဖန်တီးဖို့အတွက်အားလဲရဲယူမဲ့အကြောင်းအသိပေးလိုက်တယ်။ကလေးတော့ဝမ်းမေအပြင်အတင်းလုံနေတယ်လို့ခံစားရပြီးအိမ်မက်တွေကိုအကောင်အထည်ထပ်ဖော်ခြင်းတဲ့စိတ်တွေကပိုဆိုနေတော့ဟန်နရီကိုဆက်ထိတွေ့ကြည့်ဖို့ကြိုးစားလိုက်တယ်။ဟန်နရီနဲ့ဘေကခံရင်အိမ်မက်တွေကတကယ်ဖြစ်လာလို့စိတ်ကျေနပ်မှုရနေတဲ့အချိန်ကလေးကစိတ်ရုပ်တကောင်ရဲ့ပါဇက်ကဖြန်ပြီးနမ်းသလိုလှုပ်လိုက်တယ်။ဂျိန်းကိုပြောပြတော့လဲအားလုံးကကလေးရဲ့ဆန္ဒတွေကြောင့်ဒါဟန်နရီကလိုက်လုပ်ပေးရတာဖြစ်လို့သူ့မိန်းမအပေါ်မှာပဲအဖြစ်တွေပုံချပြီးကျူးကျော်စိတ်ရုပ်ကိုပါထိုးချိတ်ပြလိုက်တယ်။ထိုးခံရတဲ့ဟန်နရီကအပြုံးတော်မပြတ်တော့လမ်းလျှောက်သွားတဲ့အားသွင်းဆက်တွေကိုပါတင်းနဲ့ဖြုတ်ပစ်လိုက်လို့နောက်နေ့မနက်ထိလုံးဝထမလိုက်တော့ဂျူလီယန်ကိုအကြောင်းကြားထားလိုက်ရတယ်။သူ့အောက်ထဲကြံခဲ့တဲ့ကလေးလည်းဟန်နရီကိုရုတ်တရက်ကြီးတွေ့လိုက်ရတော့လမ်းထက်သွားပြီးမှမျက်နှာမှာအညူမဲတွေနဲ့မျက်လုံးကြောင်ကြည့်နေတော့အစွန့်ပစ်ခံရတော့မဲ့စိတ်ရုပ်တကောင်ရဲ့ဝမ်းနဲ့စကားကိုကြားလိုက်ရတယ်။အားသွင်းကြိုးတွေဖြုတ်ခဲ့ရတဲ့အကြောင်းရင်းကိုဟန်နရီလည်းပြန်ပြောလိုက်မှာဦးနုကြိုးပဲခံလိုက်ရတယ်ဆိုတဲ့ကလေးလည်းစိတ်ဆိုးမောင်မောနဲ့ထွက်လာတော့လမ်းမှာတွေ့တဲ့ဂျူလီယန်ကသူတို့ပြန်ရောက်လာတဲ့အချိန်ထိဟန်နရီကိုထိန်းထားဖို့ရင်းမစ်ကိုဒဏ်ရာရိုက်ပြီးနာကျင်မှုတွေခံစားနေရလို့အားသွင်းတဲ့နေရာကိုပြန်သွားဖို့အမိန့်ပေးနေတဲ့ဂျူလီယန်ရဲ့စကားတွေကိုနားမထောင်တော့ပဲခုခံကန့်ကွက်တွေလုပ်နေခဲ့တယ်။ဂျိမ်းကတော့သူ့ရဲ့မနာလိုစိတ်တစ်ခုကြောင့်ဟန်နရီကိုလုတ်ခဲ့မိအကြောင်းဝန်ခံရင်သူတို့လင်မယားနှစ်ယောက်ကြားထဲမှာရှိခဲ့မှုတဲ့ဆက်ဆံရေးမျိုးကိုစိတ်ရုပ်တကောင်နဲ့ပြန်မြင်နေရတာကအစင်မပြေမနေကြောင်းပြောပြလိုက်တယ်။အဲ့ဒီတော့ကမှကလဲလဲအလုတ်ထဲမှာဘဝကိုနှိမ့်မြုပ်ထားတယ်လို့ထင်နေတဲ့ယောက်ျားဖြစ်သူရဲ့ချစ်ချင်းမေတ္တာနဲ့တာဝန်ယူစိတ်တွေကိုပြန်မြင်လိုက်ရတော့ဟန်နရီအပေါ်မှာသူလဲတာယာခဲ့ပြီးမကြောင်ပြန်တောင်းပန်လိုက်တယ်။အရာရာပြည့်စုံနေတဲ့စိတ်ရုပ်တကောင်နဲ့တွားပြန်ခဲ့မိတဲ့ဂျိမ်းကိုရန်လဲသူ့ရဲ့တာယာမှုတွေအပေါ်မှာပြန်ပြီးမေးခွန်းထုတ်ရလောက်အထိဖြစ်ခဲ့လို့သူကြုံခဲ့တဲ့ကလဲလဲကိုလည်းနားလေခွင်းလမ်းပေးလိုက်တယ်။လင်မယားညယောက်အစိမ်ပြေသွားပြီးအိမ်ကိုပြန်လာတဲ့အချိန်မှာဂျူလီယန်မှသူ့စိတ်ရုပ်ကိုပါယူသွားတော့မယ်။အပြင်ထဲမှာပြင်းထန်သောအသွင်အပြင်နဲ့ရက်နေတဲ့ဟန်နရီကိုတွေးလိုက်ရတယ်။ကလဲလဲဓာတ်လက်ယူပြီးအနာကတ်သွားကြည့်တော့စိတ်ရုပ်ဘဝနဲ့လူသားခံစားချက်တွေဂျားတဲ့ကဟန်နရီနဲ့အကောင်းဆုံးပေးဆက်ခဲ့တဲ့သခင်တွေကသူ့ကိုစွန့်ပစ်တော့မယ်လို့ပဲထင်သွားခဲ့တယ်။နောက်ဆုံးမှာဂျိမ်းကလဲစီကခွင့်တောင်းပြီးအာမသွင်းရတော့အောင်လုပ်ပြီးတော့နာကျင်မှုတွေကိုခံစားရင်သူ့ကိုယ်သူရက်ဆိုင်ပစ်ခဲ့ကြောင်းတောင်းဆိုလာမှကလဲပြီးဂျိမ်းလန်ဓာချရင်ခွင့်ပြုပေးလိုက်တော့တယ်။ဂျူလီယန်စီလိုက်သွားတော့ဝင်ရောက်ရှာဖွေနေတဲ့ FBI တွေပြောပြလို့ကလေးဘဝတုန်းကခေါ်မွေးစားထားတဲ့လူသားစစ်စစ်တွေကိုစက်ရုပ်တွေလိုပုံသွင်းနေတဲ့လူလိမ်တယောက်ဖြစ်ကြောင်းသိလိုက်ရတယ်။ FBI နေရောက်တဲ့အတူအိမ်ပြန်လာတဲ့အချိန်မှာပုံနေတဲ့ဂျူလီယန်ကတနက်နဲ့ဝင်ပစ်လိုက်လို့ဂျိမ်းတို့လည်းကြောက်လန့်ပြီးတောင်းပန်နေတဲ့ကြားဟန်နရီကိုဖန်တီးခဲ့တဲ့အကြောင်းတွေရင်းပြောပြနေခဲ့တယ်။သူပြုစုပြောထောင်ထားတဲ့လူသားစက်ရုံတကောင်ကိုလင်မယားကစွန့်ပစ်ဖို့ကြိုးစားခဲ့တယ်ဆိုပြီးတနက်နဲ့ပြစ်ခတ်နေစဉ်ဟန်နရီရောက်လာလို့ဂျူလီယန်လည်းအသက်ခံလိုက်ရတော့တယ်။သူ့ကိုတားတယောင်လို့တီးလိုက်ရတဲ့ဟန်နရီကလည်းသူ့လက်ပြည့်စုံလာတဲ့စက်ရုံအသိဉာဏ်နဲ့လုတ်ခဲ့သမျှအဖြစ်တွေအတွက်ရှက်ရွံ့ခြင်းနောင်တရခြင်းစိတ်တွေကြောင့်ကလဲကကြီးခဲ့တဲ့ဓာတ်နဲ့သူ့ကိုယ်သူပြန်ထိုးပစ်လိုက်တော့တယ်။
အတမ်းမထွေခင်ကဘာကြီးကိုစိတ်ဖက်သွားကြောင်းလဲဂျိမ်းဒူးလင်မယားအပေါ်မှာဇယုအတိညာနဲ့တစ္ဆာဖောက်ခဲ့မိတာတွေအတွက်တောင်းပန်လူသားတယောက်ရဲ့ခံစားမှုတွေကိုတေဂာနီးမှာတီးသွားခဲ့ရတယ်ဇယုအထင်းနဲ့လှုပ်ချင်ရလှုပ်ခဲ့မိတဲ့ဂျိမ်းနဲ့ကလဲလဲသူတို့ဖောက်ပြန်ခဲ့တာကလူသားစစ်စစ်တယောက်ဆိုတာတိမှာအပြန်အလှန်တောင်းပန်ကြရင်အဖြစ်တွေကိုတက်တာပျောက်ခင်းကြတယ် အချိန်တွေကြာလာပြီးကလေးတစ်ယောက်မွေးဖွားလာမှာသူတို့ဘဝမှာဖျောက်ဆုံးသွားပြီဖြစ်တဲ့ဟင်နရီရဲ့နာမည်ကိုပေးပြီးအရွယ်ရောက်လာတဲ့အချိန်မှာအဖြစ်အပျက်တွေကိုပြန်ပြောပြဖို့ကြိုးတင်စီစဉ်လိုက်ကြတယ်။ဇာတ်ကြောင်းလေးလာပြီးဆုံးသွားပါပြီ။ဒီဇာတ်ကားလေးမှာပေးခြင်းတဲ့ message ကတော့မြင်မြင်သမျှယုံကြည်ခြင်းကြတယ်။ဆရာကြီးဆရာမကြီးများလည်းတတိထားကြဆိုတာပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။